ကျွန်တော်လည်းဝေးကိုသွားရအောင်မယ်တနေ့တော့အိမ်ကိုတားတယောက်ပြန်လာမယ်အဖေဆန္ဒပြေဝရတယ်လို့ကတိပေးထားတယ်လို့နှုတ်မှာပါအဖေရဲ့အောင်မြင်ရင်နေ့မှာရွာကိုပြန်ခဲ့မယ်ဆောင်းလို့ချုံကြီးအိုးပြန်လာခဲ့မယ်မိဘနှစ်ပါးတန်းဝါကင်းရွေရှင်းဆိုင်ပြတ်တယောက်ထဲတန်းတာတွင်ရတိုင်းမှာအမေရဲ့ရင်ဝင်မြေလာရင်ကဘာစီကိုမမျောလို့ဥခိုက်မရစီအမေပြုံးမနာကောင်းငင်စီမြင်ရအောင်ဝါဒနာတစ်ခုပေါ်အခြေဆုံးရက်ခါချစ်တဲ့အိမ်မင်းစကားပြန်လဲချတိုင်းဝမ်းနဲ့ဝမ်းသာအခုဆိုရင်မင်းကလည်းရွာမတောင်းလွမ်းနေလောက်ပြီဖြစ်ချင်တာအကုန်လုံးကိုရာရာရှေ့ဆောင်မှပြပေးအဖေဆန်နာတွေဖြစ်တော်တဲ့နေ့မှာတာပြန်ခဲ့မယ်အဖေကျွန်တော်မွေးရစီပြန်ခဲ့ပါမယ်အဖေနဲ့မိဖို့တောင်းဝန်ချေဖို့လူသားတယောက်ဖြစ်တုံးလည်းမမြင်သာမိဘဆိုတာဟာတာသမီတွေပေါ်မှာတနဲ့ပြန်လို့ချေသူစိတ်ရမျောလေးမထားရမြတ်တစေတနာအမှန်ဒါပေမဲ့လည်းနေအရွယ်ဟိုချိန်ရောက်ရင်တာသမီတွေကိုလည်းဒေသာပြေကမှန်းဆလို့မျောကျွန်တော်လည်းဝေးကိုသွားရအောင်မယ်တနေ့တော့အိမ်ကိုတားတယောက်ပြန်လာမယ်အဖေဆန္ဒပြေဝရတယ်လို့ကတိပေးထားတယ်လို့နှုတ်မှာပါအဖေရဲ့အောင်မြင်ရင်နေ့မှာရွာကိုပြန်ခဲ့မယ်ဆောင်းလို့ချုံကြီးအိုးပြန်လာခဲ့မယ်မိဘနှစ်ပါးတန်းဝါကင်းရွေရှင်းဆိုင်ပြတ်တယောက်ထဲတန်းတာတွင်ရတိုင်းမှာအမေရဲ့ရင်ဝင်မြေလာရင်ကဘာစီကိုမမျောလို့ဥခိုက်ပြရစီအမေပြုံးမနာကောင်းငင်စီမြင်အောင်ဝါဒနာခုပေါ်အခြေဆုံးရက်ခါချစ်တဲ့ဖေမီစကားပြန်လဲချတိုင်းဝမ်းနဲ့ဝမ်းသာအခုဆိုရင်မင်းကလည်းရွာမတောင်းလွမ်းနေလောက်ပြီဖြစ်ချင်တာအကုန်လုံးကိုရာရာရှေ့ဆောင်လမ်းပြပေးသူအဖေဆန်နာတွေဖြစ်တော်တဲ့နေ့မှာတာပြန်ခဲ့မယ်အဖေကျွန်တော်မွေးရစီပြန်ခဲ့ပါမယ်အဖေနဲ့မိဖို့တောင်းဝန်ချေဖို့လူသားတယောက်ဖြစ်တုံးလည်းမမြင်သာမိဘဆိုတာဟာတာသမီတွေပေါ်မှာတနဲ့ပြန်လို့ချေသူစိတ်ရန်မျောလေးမထားရမြတ်တစေတနာအမှန်ဒါပေမဲ့လည်းနေအရွယ်ဟိုချိန်ရောက်ရင်တာသမီတွေကိုပဲဒေသာပြေကမှန်းဆလို့မျောဒေသာပြေကမှန်းဆလို့